အဲ့ဒါနဲ့ပတ်သက်ပြီးသူကမေးခွန်းတစ်ခုမေးတယ်ဗန္တေနာဂတေနာယောဥပ္ပစ္စတိသောဧဝသောဥရဟုအညောလူတယောက်သေပြီးတော့မွေးလာတဲ့ဆိုလို့ရှိရင်တဲ့အဲ့မွေးလာတဲ့လူဟာအဲ့သေသွားတဲ့လူပဲလားသို့မဟုတ်နောက်တစ်ယောက်လားဒီမေကုန်းမေးတာနော်သေသွားတဲ့လူပဲပြန်မွေးတာလားသို့မဟုတ်နောက်တစ်ယောက်လားဒီမေကုန်းမေးတယ်မေးတော့ရှင်နာဂတေနာတူတူပဲဖြေလိုက်တယ်နာသသောနာသအညောဒီလူလည်းမဟုတ်ဘူးတခြားလူလည်းမဟုတ်ဘူးနော် double negative နဲ့ဖြေတာ neither he nor others neither the same person nor different person သူလည်းမဟုတ်ဘူးတခြားလူလည်းမဟုတ်ဘူးမရှိဘူးရှိတဲ့ကားဆိုတာကြာနော်အဲ့တော့သူတယောက်သူလည်းမဟုတ်ဘူးတခြားလူလည်းမဟုတ်ဘူးလို့ဖြေတော့ဥပမာကရောဟိအရှင်ဘုရားဥပမာနဲ့ရှင်းပြပါအောင်တဲ့ဥပမာနဲ့ရှင်းပြပါအောင်ဆိုတန်ကိမညတိမဟာရာဇရှင်မင်းကြီးဘယ်လိုအောင်းမေ့တယ်လဲတဲ့ရှင်မင်းကြီးထင်တဲ့အတိုင်းဖြေကြည့်ပါယဒါတွန်တဟရောသောယေဝတွန်ဧတရဟိမဟန္တောမိလိန်နာပေါက်ဆလေးကမိလိန်နာအကြီးကြီးဖြစ်လာတာလားဆိုမေကွန်မေးတာနော်ငယ်ငယ်လေးတုန်းကရှင်မင်းကြီးပဲအခုဟာအသက်အရွယ်ရတဲ့မိလိန်နာမင်းကြီးလားလို့နော်ငယ်ငယ်တုန်းကမိလိန်နာမင်းကြီးပဲလားငယ်ငယ်တုန်းကမိလိန်နာမင်းကြီးဆိုလို့ရှိရင်လေသူကကလေးပေါက်စာအခုချိန်မိလိန်နာမင်းကြီးကကလေးပေါက်စာမဟုတ်ဘူးနှခမ်းမွေးကြီးနဲ့မုတ်စိတ်မွေးကြီးတွေနဲ့ငယ်ငယ်တော့မုတ်စိတ်မွေးမပါသေးဘူးလေနော်အဲ့တော့ငယ်ငယ်တုန်းကကလေးပေါက်စာလေးကဒီမိလိန်နာမင်းကြီးလားလို့ဆိုဘုရင်ကြီးကသူကအယုခံတိုင်းပဲသူကဖြေလိုက်တယ်နာဟိပန္တိမဟုတ်ပါဘူးတဲ့အညောသောဒေရောအညောအဟံဧတရဟိမဟန္တောငယ်ငယ်တုန်းကဟာကတခြားအခုမိလိန်နာမင်းကြီးဖြစ်နေတာကတခြားလို့သူပြောလိုက်တာအဲ့လိုတော့တူတယ်လို့ပြောလို့မှရမှာမရတာတူတယ်လို့